အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ရောက်တဲ့နေရာကကြတော့ထိုင်းနဲ့မြန်မာနယ်စပ်တဲ့နေရာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဘယ်ဘက်အချမ်းမှာကြတော့မြန်မာဘက်ဖြစ်ပါတယ်ညာဘက်အချမ်းမှာကြတော့ထိုင်းဘက်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ထိုင်းဘက်ကိုအရင်ပြမှာဖြစ်တယ်ဒီလမ်းလေးကကြတော့အရင်ကနာမည်ကြီးတယ်ပေါ့နော်အဲ့ဒီနားလေးမှာဆိုရင်33ကွေပေါ့နော်ကော့မနောင်ဆိုတဲ့နေရာရှိတယ်တော်တော်များများကကားတွေရိုက်ပြီးတော့တပ်ပုံရရတယ်ဒီလမ်းလေးကတော့အကွေအကောက်လေးနဲ့ပေါ့နော်အရန်ကိုကြည့်လို့လာတယ်အဲ့ဒီဘက်ကနေသွားပြီးတော့ကြည့်မယ်ဆိုရင်တော့အရန်ကိုလာပတဲ့မြင်ကွင်းရှုခွင့်ကိုမြင်ရမယ်ဘေးနားမှာဒီတောင်တန်းလေးနဲ့ပေါ့တိတ်ကိုလာတယ်မြန်မာဘက်ကြည့်မယ်ဆိုရင်ဒီဘက်ချမ်းဖြစ်ပါတယ်ဒါလေးကတော့ချောင်းတဲတဲလေးတစ်ခုရှိမယ်ပေါ့နော်6ရက်အလုံးမှာဆိုရင်ရွာလေးတွေရှိတယ်ဒီရွာကကျတော့မြန်မာနိုင်ငံပဲတောင်တန်းနဲ့အရန်ကိုလာတယ်ပေါ့နော်ကျွန်တော်တို့ဒီမြန်မာနိုင်ငံကိုသွားချင်တယ်ဆိုရင်ဒီချောင်းလေးကိုကူးပြီးတော့တော်လို့ရတယ်ပေါ့နော်ဒီနှစ်ခုကတော့နယ်စပ်ပေါ့ဟိုဘက်ချမ်းကတော့မြန်မာဒီဘက်ချမ်းကတော့ထိုင်းပေါ့နော်မြန်မာပြည်ကိုဒီလိုမျိုးမြင်ကွေးကိုကြည့်တဲ့ခါမှာဆိုရင်မြန်မာပြည်ကိုတော့ပြန်ပြီးတော့လွမ်းနေပေါ့နော်မြန်မာတချင်းတွေလည်းဖွင့်နေတာကြားနေတယ်ဒီတောင်ပြန်မှာဆိုရင်လည်းသူတို့တွေစော့နေကြတယ်ကလေးတွေအတန်နဲ့ကြားနေရတယ်ဆိုမြန်မာလိုပြောတဲ့အတန်တွေပေါ့နော်တကယ်ကိုဘယ်လိုပြောရမလဲဆိုတော့အရင်ကလက်ပတဲ့တဘာဝရှုခင်းတစ်ခုကိုခံစားရတယ်လို့ပဲပေါ့နော်တောင်တန်းဒေသဖြစ်တယ်ဒီဘက်ချမ်းမှာတော့ထိုင်းဖြစ်တယ်ဒီဘက်ချမ်းကတော့မြန်မာဖြစ်ပါတယ်ဒီနေရာကိုရောက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံကိုအရန်လွမ်းသလိုခံစားရတယ်ပေါ့နော်အိမ်ပြန်ချင်းတဲ့စိတ်တွေဖြစ်ပေါ်တာမျိုးတွေရှိလာတယ်ဒါပေမဲ့ကျွန်တော်တို့ကရှိတဲ့နေရာမှာပဲအကောင်းဆုံးနေထိုင်မှုအတွက်အရန်ကိုအရေးကြီးပါတယ်ကြည့်လိုက်ပါဦးကျွန်တော်အနောက်ခံထားတယ်ပေါ့နော်အနောက်မှာဆိုရင်မြန်မာပြည်ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်